ကမ္ဘာချမ်းသာဆုံးလူသားရဲ့ပိုင်ဆိုင်မှုကဒေါ်လာ850ဘီလီယံကိုရောက်ရှိသွားပြီ။သူရဲ့နာမည်က Elon Musk ။သူဟာလျှက်စစ်ကားကုမ္ပဏီ Tesla ကိုဦးဆောင်နေအာကာသယာဉ်ကုမ္ပဏီ SpaceX ကိုတည်ထောင်နေလူသားအုံနောက်တွေကို chips ပြထည့်တဲ့ Neuralink ကိုဖန်တီးတယ်။ Social Media တစ်ခုဖြစ်တဲ့ Twitter ကိုဝယ်ယူထားပြီးတော့ X လို့နာမည်ပြောင်းလိုက်တယ်။သူ့ကိုလူတွေကတော့အိမ်မက်ဆန်နဲ့စွန့်ဦးတီထွင်သူလို့ခေါ်တယ်။အနာဂတ်ကိုပြောင်းလဲနေတဲ့ပါရမီရှင်လို့လည်းချီးကျူးကြတယ်။ဒါပေမဲ့ဒီဇက်လန်ကသူ့ရဲ့အောင်မြင်မှုတွေအကြောင်းမဟုတ်ဘူးဒီဗီဒီယိုမှာကလူတွေမသိတဲ့ Elon Musk ရဲ့နောက်ထပ်စာမျက်နှာတွေအကြောင်းမီဒီယာတွေကမဖော်ပြတဲ့သူ့ရဲ့အမောင်ဘက်ချန်ဟုတ်ပါတယ် Musk ရဲ့ကုမ္ပဏီတွေကြီးထွားလာတာကအစိုးရကန်ထရိုက်တွေပေါ်မှာအဓိကမိခိုနေရတယ်သူ့ရဲ့ကိုယ်ရေးကိုယ်တာဘဝမှာတာသမီ14ယောက်ထိရှိတယ်ဝန်ထမ်းတွေပေါ်မှာလည်းတကောင်ကျော်အထိ PR တွေပြီးအလုပ်တွေခိုင်းခဲ့တယ်တစ်ချိန်လုံးကသူကဒေါ်လာ10ဘီလီယံကျော်အရှုံးခံခဲ့ရတယ် AI project ကြီးတစ်ခုကိုလည်းရက်ဆိုင်ပစ်ခဲ့ရတယ်ဒီနေ့ဗီဒီယိုမှာဒီမေးခွန်းတွေအတွက်အချက်အလက်တွေကိုဆွဲထုတ်ကြည့်ပါမယ် Elon Musk ဆိုတဲ့လူကတကယ်တော့ဘာတူလဲသူအောင်မြင်မှုတွေရဲ့နောက်ွယ်မှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာလဲဒီနေ့ဗီဒီယိုလေးမှာအားသင့်စေမယ့်အချက်အလက်တွေကိုမိတ်ဆွေတို့တွေ့ရမှာပါဘာဖြစ်လို့လဲဆိုတော့ Elon Musk ရဲ့ဘဝကအောင်မြင်မှုတွေကြီးပဲမဟုတ်ဘူး1982ခုနှစ်ဇွန်လ28ရက်တောင်အာဖရိကနိုင်ငံပရီတိုရီယာမြို့မှာ Elon Musk ကိုမွေးဖွားခဲ့တယ်ဖခင် Elon Musk က Electronic Engineer မိခင် Mary Musk ကတော့ Modern နဲ့အာဟာရပညာရှင် Musk အသက်10နှစ်မှာတော့ Computer Programming ကိုစပြီးသင်ယူတယ်အသက်12နှစ်မှာသူကိုယ်တိုင်ရေးထားတဲ့ Blaster ဆိုတဲ့ game ကိုဒေါ်လာ900နဲ့ရောင်းချနိုင်ခဲ့တယ်ဒါကသူ့ရဲ့ပထမဆုံးစီးပွားရေးအောင်မြင်မှုအသက်19မှာတော့ Musk ကတောင်အာဖရိကနိုင်ငံကနေထွက်ခွာဖို့ဆုံးဖြတ်လိုက်တယ်စစ်မှုထမ်းတာကိုရှောင်ကျဉ်တာလည်းပါတယ်အမေကကနေဒါလူမျိုးဆိုတော့ကနေဒါနိုင်ငံကူလက်မှတ်ရတယ်ကနေဒါကိုရောက်တဲ့အခါမှာတော့အကိုဝမ်းခွဲတယောက်စီမှာခိုးလုံးနေတနေ့လုံးအလုပ်ကြမ်းတွေလုပ်ရတယ်လေယာစိုက်ပျိုးရေးတွေလုပ်ရတယ်တစ်ဆက်တွေမှာတစ်တွေခွဲရတယ်နောက်ပိုင်းမှာတော့တက္ကသိုလ်တစ်ခုကိုတက်တယ်နှစ်ကြာမှပင်ဆယ်ဗေးနီးယားတက္ကသိုလ်ကိုပြောင်းရွှေ့တယ်ယူပဗေဒဘွဲ့နဲ့စီးပွားရေးဘွဲ့နှစ်မျိုးလုံးကိုရယူနိုင်ခဲ့တယ်ဘွဲ့ရပြီးတဲ့အခါမှာတော့စတန်ဖို့တက္ကသိုလ်မှာ PhD တက်ဖို့စာရင်းသွင်းတယ်ဒါပေမဲ့နှစ်ရက်အကြာမှာပဲကျောင်းထွက်လိုက်ရတယ်အကြောင်းကတော့အင်တာနက်ခေတ်ကစတင်နေပြီသူလုပ်ချင်တာကစီးပွားရေးလုပ်ငန်းတွေထူထောင်ဖို့1995ခုနှစ် Musk နဲ့တူညီကင်ဘယ်တို့က Zip2 ဆိုတဲ့ software ကုမ္ပဏီကိုစတင်တယ်သတင်းစာလုပ်ငန်းအတွက် online မြို့ပြလမ်းညွှန်ဖန်တီးပေးတယ်1999မှာ Compaq ကုမ္ပဏီက Zip2 ကိုဒေါ်လာ309သန်းနဲ့ဝယ်ယူလိုက်တယ် Musk ပထမဆုံးတန်းကြွယ်တတိဖြစ်လာတယ်အဲ့ဒီငွေနဲ့ပဲ H.com ဆိုတဲ့ online ဘဏ်လုပ်ငန်းကိုစတင်ခဲ့တယ်နောက်ပိုင်းမှာတော့ Confinity ကုမ္ပဏီနဲ့ပေါင်းစည်းပြီးတော့ PayPal ဖြစ်လာတယ်2002ခုနှစ်မှာ eBay က PayPal ကိုဒေါ်လာ1.5ဘီလီယံနဲ့ဝယ်ယူတယ်။ Musk ကဒေါ်လာ165သန်းရရှိခဲ့တယ်။အဲ့ဒီငွေနဲ့ပဲသူ့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့ဒီအိမ်မက်တွေကတာမန်လူတစ်ယောက်ရဲ့အိမ်မက်တွေမဟုတ်ဘူး။2002ခုနှစ်မေလ Musk ကသူ့ရဲ့ပတ်စံဒေါ်လာတန်း100နဲ့ Space Exploration Technology ကိုတည်ထောင်လိုက်တယ်။အားလုံးပြောနေကြတဲ့ SpaceX ရည်မှန်းချက်ကအာကာသခရီးစရိတ်ကိုလျှော့ချဖို့နောက်ဆုံးမှာအင်္ဂါဂြိုလ်ကိုလူတွေပို့ဖို့ဒါပေမဲ့အစပိုင်းမှာအောင်မြင်မှုတွေမရဘူး2006ကနေ2008အတွင်း Falcon 1ဒုံးပြန်3ကြိမ်ဆက်တိုက်ပြတ်ကြတယ်တတိယအကြိမ်ပြတ်ကြတဲ့အခါမှာတော့ကုမ္ပဏီအနေနဲ့ဒေါ်လာတန်း300ပဲကျန်တော့တယ် Musk ကိုယ်တိုင်ကလည်းဒေါ်လာတန်း40ပဲကျန်တယ်ဒါပေမဲ့သူအရှုံးမပေးဘူးကယ်လီဖိုးနီးယားကအင်္ဂါလုံးကိုရောက်ပြီး SpaceX နဲ့ Tesla ကိုဆက်ပြီးထိန်းထားတယ်2008ခုနှစ်စက်တင်ဘာလစတုထအကြိမ်ပြစ်လွတ်မှုမှာတော့အောင်မြင်သွားတယ်။ဒုံးပြန်ကကမ္ဘာပတ်လမ်းကြောင်းကိုရောက်ရှိသွားတယ်။ဒီအောင်မြင်မှုနဲ့အတူ NASA ကနေပြီးတော့ SpaceX နဲ့ဒေါ်လာ1.6ဘီလီယံတန်နဲ့ contract စာချုပ်ချုပ်ဆိုလိုက်တယ်။2004ခုနှစ်မှာ Musk Tesla Motor ကုမ္ပဏီမှာယင်းနှိမ့်မြုပ်နှံသူအဖြစ်ပါဝင်လာတယ်။နောက်ပိုင်းမှာတော့ဥက္ကဋ္ဌဖြစ်လာတယ်။2008ခုနှစ်ဘဏ္ဍာရေးအကျပ်တဲကာလမှာတော့ Tesla လည်းဒုက္ခရောက်တယ်။ကုမ္ပဏီကဒီဝါလီခံလူနီးပါးအထိဖြစ်သွားတယ်။ဒါပေမဲ့ Musk က CEO ဖြစ်တာဝန်ယူပြီးတော့ကုမ္ပဏီကိုပြန်လည်ပြီးဦးဆောင်တယ်။ Tesla Model S ကိုမိတ်ဆက်တယ်။တဖြည်းဖြည်းနဲ့ကုမ္ပဏီကပြန်ပြီးရှင်တာလာတယ်။ဒီနေ့အချိန်မှာ Tesla ကကမ္ဘာတန်ဖိုးကြီးကားကုမ္ပဏီတွေကတစ်ခုဖြစ်လာတယ်။ Musk ကိုယ်တိုင်ကလည်းကမ္ဘာအချမ်းသာဆုံးလူသားဖြစ်လာတယ်။ဒါပေမဲ့ Musk ရဲ့စီမံခန့်ခွဲမှုပုံစံကဘယ်လိုမျိုးရှိမလဲ။သူနဲ့အတူလှုပ်ဖူးတဲ့သူတွေရဲ့အဆိုအရတော့ Musk ကုမ္ပဏီတစ်ခုလုံးရဲ့ project manager လို့လည်းပြောကြတယ်။သူရဲ့စီမံခန့်ခွဲမှုပုံစံကပြင်းတယ်
ဆိုလိုတာကသူနဲ့အင်ဂျင်နီယာတွေကြားမှာအလွာတွေအများကြီးမရှိဘူးဒီပုံစံကဝန်ထမ်းတွေအတွက်ဖိအားတွေအများကြီးဖန်တီးပေးတယ် Chris Wardy ဆိုတဲ့စက်ရုံအင်ဂျင်နီယာဟောင်းရဲ့ပြောကြားချက်အရတော့မတ်စာမနက်3နာရီထိကိုတခါတလေကြာရင်သူ့ကိုစာတွေပို့ပြီးတော့15မိနစ်အတွင်းအပြီးလုပ်ဖို့အလုပ်တချို့ခိုင်းခဲ့တယ်ဒီတန်ကိုလူတိုင်းမခံနိုင်ဘူးလို့လည်း Wardy ကပြောတယ်ဒါပေမဲ့မတ်ရဲ့ဒီလိုအယူမှုလုပ်တဲ့ပုံစံကအောင်မြင်မှုတွေကိုရရှိစေတယ် Tesla Model 3ကားတွေအများအပြားထုတ်လုပ်ရတဲ့ခက်ခဲတဲ့ကာလမှာတော့ Musk ကိုယ်တိုင်ကစက်ရုံထဲမှာအိပ်ပြီးတော့ကိုအလုပ်လုပ်ခဲ့တယ် Tobias Garner ဆိုတဲ့ software engineer ဟောင်းကလည်းပြောတယ် Musk ရဲ့ဆုံးဖြတ်ချက်တွေကပုံမှန်မဟုတ်ပေမဲ့နောက်ပိုင်းမှာသူမှန်တယ်ဆိုတာကိုပြသခဲ့တယ်ဒါက Musk ရဲ့ခွန်အားပဲတခြားဘယ်သူမှမလုပ်ရတဲ့ဆုံးဖြတ်ချက်တွေကိုသူလုပ်ရတယ် Tesla နဲ့ SpaceX အပြင်ကို Musk မှာတခြားကုမ္ပဏီတွေလည်းရှိတယ်2016ခုနှစ်မှာ Neuralink ကိုတည်ထောင်လိုက်တဲ့လူသားအုံနောက်တွေကိုချစ်ပြားတွေထည့်သွင်းပြီးတော့ကွန်ပျူတာနဲ့ချိတ်ဆက်ဖို့ရည်ရွယ်တယ်2016ခုနှစ်မှာပဲ The Boring ကုမ္ပဏီကိုတည်ထောင်တယ်မြေအောင်ဦးမြင့်လိုင်ကောင်းတွေတူးပြီးရင်ကျော်ပိတ်ဆို့မှုကိုဖြည့်ရှင်းဖို့ကြိုးစားတယ်2022အရောက်မှာတော့ Twitter ကိုဒေါ်လာ44ဘီလီယံနဲ့ဝယ်ယူလိုက်တယ်နောက်ပိုင်းမှာ X လို့နာမည်ပြောင်းလိုက်တယ်2023ခုနှစ်မှာတော့ XAI ဆိုတဲ့ဉာဏ်ရည်တုကုမ္ပဏီကိုစတင်တယ်2026အရောက်မှာတော့ SpaceX နဲ့ XAI ကိုပေါင်းစည်းလိုက်တယ်ဒီပေါင်းစည်းမှုကြောင့်ပဲ Musk ရဲ့ပိုင်ဆိုင်မှုကဒေါ်လာ850ဘီလီယံအထိမြင့်တက်သွားတယ်ဒါပေမဲ့ဒီလောက်ကြီးမားတဲ့အောင်မြင်မှုတွေရဲ့နောက်ွယ်မှာအမောင်ဘက်ချမ်းတွေကလည်းရှိနေတယ်သူ့ကိုဝေဖန်သူတွေကအစိုးရရဲ့စည်းနဲ့ကြီးထွားလာတဲ့အကျွယ်ဝဆုံးလူမှုဖူလုံရေးဘယံလို့လည်းခေါ်ကြတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ကုမ္ပဏီတွေကြီးထွားလာတာကအစိုးရ contract တွေအပေါ်မှာအများကြီးမိခိုနေရလို့ပဲ2024ခုနှစ်ဇူလိုင်လမတ်စာနိုင်ငံရေးလောကတွေကိုခြေချလိုက်တယ်ဒေါ်နယ်ထရန့်ကိုထောက်ခံကြောင်းကြေညာတယ်ဒီဆုံးဖြတ်ချက်ကသူ့အပေါ်မှာလူအများရဲ့အမြင်ကိုပြောင်းလဲပစ်လိုက်တယ်အမေရိကန်တဝက်ကျော်လောက်ကသူ့ကိုမကြိုက်တော့ဘူးမတ်စာသမ္မတဒေါ်နယ်ထရန့်အတွက်ဒေါ်လာတန်း150လူတန်းခဲ့တယ်ပြန်ရမယ့်ဆုလက်ကတော့အစိုးရထဲမှာယာတုတစ်ခုဖေဖော်ဝါရီ2025 CPAC ညီလာခံမတ်ကဆယ်ပေါ်မှာမျက်မှန်အနက်ကိုတတ်ထားတယ်အာဂျင်တီးနားသမ္မတပေးတဲ့ဆိုင်းချိုးကိုဝေယမ်းပြီးអော်နေတယ်ဒါကဗျူရိုကရေစီအတွက်ဆိုင်းချိုးတဲ့သူကအစိုးရဌာနတစ်ခုကိုဦးဆောင်ဖို့ခန့်အပ်ခံခဲ့ရတယ်နာမည်ကတော့ Department of Government Efficiency DOGE တာဝန်ကတော့အစိုးရအသုံးစရိတ်တွေကိုစီစစ်ဖို့ရှော့ချဖို့နောက်လအနေငယ်အတွင်းမှာပဲ Musk နဲ့သူ့အဖွဲ့ကအစိုးရရန်နေရာတွေကိုထဲထဲဝင်ရောက်လာပြီးအသက်20ကျော်လူငယ်တွေကိုခန့်ပြီးအစိုးရဌာနအသီးသီးကိုဝင်ရောက်လုပ်ကင်ခိုင်းပြီးဇန်နဝါရီလ2025သမ္မတဒေါ်နယ်ထရန့်ရဲ့ကျန်းသစ္စာကျိန်ဆိုပွဲမတ်ကစေမော်မှာစကားတခုကိုပြောလိုက်တယ်ကျေးဇူးတင်ပါတယ်ခမ ्या တို့ကြောင့်လူသားသမိုင်းရဲ့အနာဂတ်လုံခြုံသွားတယ်ပြီးတော့သူ့ရဲ့ရင်ဘတ်ကိုလက်နဲ့ပုတ်ပြီးလက်မောင်းကိုစက်တန်းလိုက်တယ်သူ့ရဲ့လက်ဟန်ခြေရံကနာဇီဂျာမနီခေတ်ကဟစ်တလာရဲ့လက်ဟန်နဲ့တွားပြီးဆင်တူနေတယ်ကမ္ဘာတဝန်းမှာဝေဖန်မှုတွေမြင့်တက်လာတယ်။ Elon Musk ရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေက Tesla ကိုထိခိုက်လာတယ်။ဆန္ဒပြပွဲတွေဖြစ်ပေါ်လာတယ်။စစ်တမ်းတစ်ခုရတော့လူ80ရာခိုင်နှုန်းက Musk ရဲ့လုပ်ရက်တွေကြောင့် Tesla ကားကိုမဝယ်တော့ဘူးလို့ပြောကြတယ်။ဥရောပမှာ Tesla အယောင်က90ရာခိုင်နှုန်းကျဆင်းသွားတယ်။ဒါပေမဲ့ဒါတွေအလုံးထပ်ပို့ပြီးလူတွေမသိတဲ့ Musk ရဲ့လျှို့ဝှက်ချက်ကတစ်ခုရှိသေးတယ်။ Musk မှာတာရမီ14ယောက်ရှိတယ်။အမျိုးသမီး4ယောက်နဲ့ရထားတာပထမဇနီး Justin Wilson နဲ့တား6ယောက်ရခဲ့တယ်။ဒုတိယဇနီး Tallulah Riley နဲ့လက်ထပ်ခဲ့တယ်။တရုတ်ဆောင် Amber Heard နဲ့တွဲခဲ့တယ်။ဂီတပညာရှင် Grime နဲ့တား3ယောက်ရခဲ့တယ်။သတင်းတွေအရ Musk သူ့ရဲ့ X social media ပေါ်မှာအမျိုးသမီးတွေကိုဆက်သွယ်ပြီးသူ့အတွက်ကလေးယူပေးဖို့တောင်းဆိုတတ်တယ်လို့သိရတယ်။ကလေးတွေရဲ့မိခင်တွေကိုတော့ငွေအမြောက်များပေးပြီးနှုတ်ပိတ်ထားတယ်လို့လည်းတချို့သတင်းတွေကပြောတယ်။2025ခုနှစ်စက်တင်ဘာလမဆာဒိုဂျိုဆိုတဲ့စူပါကွန်ပျူတာ project ကြီးကိုရပ်ဆိုင်းလိုက်တယ်။ဒါဟာ Tesla ရဲ့ full self driving စနစ်အတွက်လိုအပ်နေတဲ့ AI model ကိုလေ့ကျင့်ပေးဖို့တည်ဆောက်ခဲ့တဲ့ project 9နှစ်ကြာရင်းနှီးမြှုပ်နှံမှုဒေါ်လာ10ဘီလီယံကျော်အသုံးပြုခဲ့ရတာအဓိကပြဿနာက D1 ချစ်ပြားတွေရဲ့ထုတ်လုပ်မှုအရေးအသွေးကျဆင်းနေတော့အောင်မြင်မှုနှုန်းက90ရာခိုင်နှုန်းအောက်ပဲရှိတယ်။ဒိုဂျိုကိုယ်တိုင်ကလည်းတခြားစနစ်တွေနဲ့လိုက်ဖက်မှုမရှိဘူး။ဒါကြောင့်တတရားပါတီတွေဝင်ရောက်ဖို့ခက်တယ်။
ဒါဟာမတ်ရဲ့ပထမဆုံးကြီးမားတဲ့ကြာရှုံးမှုတစ်ခုဒါပေမဲ့ဒီကြာရှုံးမှုကသူ့ရဲ့ဂုဏ်သတင်းကိုတိတ်ပြီးမထိခိုက်ဘူးဘာလို့လဲဆိုတော့သူ့မှာ plan B တွေအမြဲတမ်းရှိနေလို့2025ခုနှစ်နေရာဒီသမ္မတဒေါ်နယ်ထရန့်နဲ့မတ်ရဲ့ဂျာတိုင်းမှာဆက်ဆံရေးကစပြီးယိုယွင်းလာတယ်ဒီလိုနဲ့ပဲ Elon Musk ကသူ့ရဲ့ social media X ပေါ်မှာ Trump က Epstein file ထဲမှာပါတယ်လို့တင်လိုက်တယ်ဒါကဒေါ်နယ်ထရန့်ကိုဓာတ်ရိုက်စော်ကားတာနှစ်ယောက်သားတော့ခဏတာကွဲသွားတယ်ဒါပေမဲ့နောက်ပိုင်းမှာချာလီကားတည်ဆုံးပြီးတဲ့နောက်မှာတော့ပြန်လည်ပြီးတော့တင့်မြတ်သွားတယ်ဒီဇင်ဘာ2025 Federal တရားရုံးက DOGE ကိုဖျက်သိမ်းလိုက်တယ်မတ်ရဲ့အစိုးရအတွင်းဩဇာလွှမ်းမိုးမှုတွေကတော့တရားဝင်ပြီးဆုံးသွားတယ်ဒါပေမဲ့ဒီအတွေ့အကြုံကသူ့ကိုထိခိုက်ခဲ့တယ်သူ့ရဲ့လူကြိုက်များမှုကလည်းကျဆင်းသွားတယ်သူ့ရဲ့ကုမ္ပဏီတွေလည်းအနည်းနဲ့အများဒုက္ခရောက်တယ်မတ်စာနိုင်ငံရေးကနေနှုတ်ထွက်တော့မယ်လို့ပြောတယ် DOGE ကိုစတင်ခဲ့တာကိုတော့နောင်တရသွားတယ်ဒါပေမဲ့မတ်စာဘယ်တော့မှအရှုံးပေးတဲ့သူမဟုတ်ဘူးတက်စလာကိုပြန်ပြီးအာရုံစိုက်တယ်ကိုယ်တိုင်ဥဆောင်ပြီးတော့နောက်9နှစ်အတွင်းကုမ္ပဏီကိုဆက်ထိန်မယ်လို့ကတိပေးလိုက်တယ်အဲ့ဒီအချိန်မှာ Tesla ရဲ့ stock ဈေးကလည်း40%ပြန်ပြီးတက်လာတယ် Cybertruck ကိုမိတ်ဆက်တဲ့ Optimus လူသားစက်ရုပ်တွေကိုအများကြီးထုတ်လုပ်ဖို့စီစဉ်နေတယ် Austin, Texas မှာမောင်းလူမဲ့တက္ကစီတွေစတင်မောင်းနှင်ဖို့စီစဉ်နေတယ်မတ်ရဲ့ပိုင်ဆိုင်မှုကဒေါ်လာ850ဘီလီယံအထိပြန်ပြီးမြင့်တက်လာတယ်သူကကမ္ဘာပထမဆုံးထရီလီယံနာဖြစ်လာဖို့အတွက်လမ်းကြောင်းပေါ်မှာရှိနေတယ် Elon Musk ပါရမီရှင်လားအာနာရှင်လားလူဆိုးလားအဖြေကတော့ဒီ၃မျိုးလုံးပဲဖြစ်ပါတယ်သူကအာကာသကိုဒုံးပြန်ပစ်လွှတ်တဲ့သူလူသားအုံနောက်ထဲကိုချစ်ပြောင်းထည့်သွင်းတဲ့သူကမ္ဘာအချမ်းသာဆုံးလူသားဒါပေမဲ့အခြားတစ်ဖက်မှာလည်းဝန်ထမ်းတွေကိုမနက်3နာရီအထိအလုပ်တွေခံဖိအားပေးတတ်တဲ့သူသားသမီး14ယောက်အထိရှိတဲ့သူသူရဲ့အောင်မြင်မှုတွေကတမိုင်းမှာတော့မကြုံစဘူးပဲဒါပေမဲ့သူရဲ့ကြရှုံးမှုတွေကလည်းကြီးမားတယ်သူကဘလို့လူလဲဆိုတာကိုတော့မိတ်ဆွေကိုယ်တိုင်ပဲဆုံးဖြတ်ရမှာဖြစ်ပါတယ်သိကြတာတခုကတော့မတ်စာကျွန်တော်တို့ခေတ်ရဲ့အငင်းပွားပွဲရာအရှိဆုံးစိတ်ဝင်စားစရာအကောင်းဆုံးပုံကိုတယောက်ဖြစ်တမိုင်းမှာတော့ကြံရစ်ခဲ့ပါလိမ့်မယ်အလင်းရောအမောင်မှာရှိနေတဲ့တင်ကေတာElon Musk